Getting back to routine after the sparkle days, and I'm learning to love that quiet again. စိတ်ထဲမှာတော့ဝမ်းနေတယ်လို့တော့ရှိရဲဒါပေမဲ့အဲ့ဒါကဖူးမပြောလို့တော့မဟုတ်ပါဘူးဖူးဘဝရဲ့အရန်ကိုပြောရတဲ့ moment လေးတစ်ခုပြီးသွားလို့ပါဒါပေမဲ့ဒီလိုဖြစ်တာကလည်းတာမန်ပါပဲအကုန်လုံးအောင်မြင်စွာပြီးဆုံးသွားပြီဆိုတော့ဖူးလည်းပေါ်သွားပြီဝယ်ရင်မတိုင်ခင်ကလည်းအရန်ပျော်ခဲ့ရသလိုဝယ်ရင်နေ့မှလည်းဖူးတို့အရန်ပျော်ခဲ့ရတယ်အမတ်တရားကြီးလည်းအများကြီးပဲဝယ်ရင်ပြီးတော့လည်းဖူးတို့တန်ပြီးတော့ honeymoon သွားဖြစ်တယ်ဒါဖူးတို့နှစ်ယောက်ရဲ့ဘဝမှာဆိုရင်နှစ်ယောက်ထဲသွားရတယ်ဒါပထမဆုံး trip လေးပါအရာလုံးကိုတကယ်အေးစစ်စစ်နဲ့နှစ်ယောက်ထဲဖြတ်သန်းပြီးတော့ပျော်ရွှင်ခဲ့ရတဲ့နေ့လေးတွေပါပဲ vlog တွေလည်းအများကြီးရိုက်ခဲ့တယ်ဒါပေမဲ့ထုံးစံအတိုင်းဖူးကတော့လာမဲကြမယ်ပေါ့ဖူကဟိုးရဲကဖူတကယ်ကိုအရေးကြီးတဲ့နေ့တွေဖူအရန်ပျော်ရမယ့်နေ့တွေဆိုလို့ရှိရင် social media ကိုဖူမသုံးပြအောင်နေတယ်ကိုအတွက်အရေးကြီးတဲ့ရက်တွေတကယ်ကိုပျော်ရမယ့်အချိန်တွေဆိုလို့ရှိရင်အဲ့ moment တွေကို social media သုံးရင်းနဲ့ဖူလွတ်သွားမှချောက်လို့ပေါ့နော်တကယ်ကိုဖူက feeling အပြည့်နဲ့ခံစားပြီးတော့ကိုယ်တိုင်အဲ့ရဲ့ moment တွေမှာ enjoy လုပ်ချင်တဲ့အတွက်ကြောင့်မလို့တတ်နိုင်သလားဖူကိုယ်တိုင် social media ကို detox လုပ်ဖြစ်တယ်အားကြောင့်ပဲဖူရဲ့ wedding moment တွေပြီးတော့ honeymoon ကာလတွေပြီးတော့ဖူတို့အခုအိမ်သစ်လေးမှာဖူတို့အခြေချတာတွေဒါတွေကဖူရဲ့ social media မှာ update မဖြစ်ပဲနဲ့နည်းနည်းလေးတိတ်တည်သလိုဖြစ်နေတာပေါ့နော်အခုချိန်ကတော့အကုန်လုံးက normal ဖြစ်သွားပြီတောက်ရှောင်းဖူပွဲတွေခရီးအကြောင်းပွားနေတဲ့ဖူရဲ့အိမ်လေးကလည်းအခုဆိုရင်ရှင်းနဲ့တက်တက်ရဖြစ်သွားပြီဖူရဲ့ goal တွေ focus တွေအကုန်လုံးကလည်း normal routine နဲ့ပြန်ဝင်လာပြီအခုဆိုရင်တော့ test ဖို့သွားတာတော့ဖူတရက်ကိုထမင်းချိုင်းပြင်းနေပြီးတော့စာကြည့်ရပြန်ပြီး rebuild လုပ်ရမယ့်အချိန်ဆိုတော့ဖူစာကြည့်ရဲ့ app နဲ့ website အတွက်ကိုပို့ပြီးတော့အားထည့်ထားတယ်ပြီးတော့ထုံးစံအတိုင်း MBA တက်နေရဆိုတော့ MBA စာရေးလေးလုပ်ရင်ပြီးတော့ဖူရဲ့ healthy routine လေးကိုပြန်ပြီးတော့အစားပြုဖို့အတွက်လမ်းရှောင်ရင်ဖူရဲ့အရင် routine လေးပြန်ရအောင်လို့ဖြည်းဖြည်းချင်းကြိုးစားပြီးတော့ပြန်ဝင်နေပါပြီဖူလိုမျိုးဘဝမှာ big life moment လေးကြုံပြီးတော့ routine နဲ့ပြန်ဝင်လို့ရှိရင်ဖူအကုန်လုံးပြောပြချင်တာကအဲ့ moment လေးကိုပြန်ပြီးတော့တတိယနေမိတာလဲပုံမှန်ပါပဲပြီးတော့တခါတည်းဝမ်းသာဝမ်းနဲ့ဖြစ်နေတဲ့ခံစားချက်တွေကလည်းဒါပုံမှန်ပဲဘဝမှာအပြောင်းလဲတစ်ခုကြုံလာပြီးတော့ရှေ့လျှောက်မဲ့ဘဝအတွက်ကို routine တစ်ခုပြန်ပြီးတော့ဖန်တီးဖို့အတွက်အချိန်လိုတာလဲဒါပုံမှန်ပါပဲဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ခဲ့ရဆိုရင်တော့ comment မှာ back to routine ဆိုပြီးတော့ရေးပေးခဲ့ပါအောင်အကုန်လုံးကိုလည်းတတိယနေပါတယ်ဘာတွေလုပ်နေကြလဲ comment မှာတွေ့မယ်နော် bye bye